နာနဲ့တရားနာပြီဆိုရင်ဒီမှန်ကန်တဲ့အကွက်ကလေးကိုသာအာယုံစိုက်ပြီးတော့ဒီတရားမျိုးကိုသိအောင်ကြိုးစားအနုပါရမစိတ်တာဆွဆွဲလို့စိတ်ကဲရဲလို့စိတ်ပြစ်တင်လို့စိတ်တိမှတ်ထားမယ်ဒီဟာတော့ဒီကိုတော့ဟောတာမဟုတ်ဘူးဆိုပြီးဟိုသိလို့တဲ့စိတ်နဲ့ဆိုရင်ကိစ္စမရှိပါဘူးနော်အမှားမှန်သိတဲ့စိတ်နဲ့နာလာတော့ကိစ္စမရှိဘူးလို့ဆိုလိုတာမဟုတ်ဘူးအပြစ်တင်မှုတချို့ကြတော့အပြစ်တင်မှုတသက်နာယူတာဖြစ်တယ်ပြစ်တင်မှုမှတ်သားထားပြီးတော့အပြစ်ပြောဖို့အဲ့ဒီလိုစိတ်မျိုးနဲ့တရားဘယ်တော့မှမနာနဲ့တဲ့သိလို့စိတ်နဲ့နာပါလို့ဆိုလိုတယ်သိလို့စိတ်နဲ့နာတဲ့အခါမှာကိုမှတ်သားစရာပါလာရင်မှတ်သားမယ်ဆိုတဲ့စိတ်နဲ့ပဲမှတ်သားပေါ့နော်အဲ့ဒီလိုဒီအချက်ဟာလည်းပဲအရေးကြီးတဲ့အချက်တစ်ခုတဲ့နောက်တစ်ခုကတော့ကုသိုလ်ပြုမှုနဲ့ပတ်သက်လာတယ်နံပါတ်6ကနဣတောဗဟိတာဒက္ခိဏဂဝေတတိကုသိုလ်ကောင်းမှုလုပ်ပြီးလူမဲ့တမ်းမယ်ဆိုတဲ့ကုသိုလ်ကောင်းမှုယဉ်ဤမြုပ်နှံမှုတွေလုပ်ပြီးဆိုလို့ရှိရင်ဘုရားသာသနာပေါ်မှာပဲမြုပ်နှံတယ်တခြားဘာသာတွေမှာတော့မမြုပ်နှံဘူးတဲ့သူဆိုလို့အဲ့ဒါလေအရေးကြီးတဲ့အချက်တစ်ခုပဲကိုယ်ွယ်တဲ့ဘာသာတရားကိုပဲဦးစားပေးတယ်ဆိုတဲ့အဓိပ္ပာယ်ကိုယ်ွယ်တဲ့ဘာသာတရားတွေကတကယ်ကိုလှူဒန်းထောက်ပံ့တိုက်တဲ့ပုဂ္ဂိုလ်ကိုရှာကြံပြီးတော့လှူဒန်းထောက်ပံ့တယ်လို့သူဆိုလို့အဲ့ဒါနဣတောဗဟိတာဒီသာသနာမှာအပြင်ဘက်ကိုသွားပြီးတော့ဒက္ခိဏေယနခဝေတတိအလူခံတိုက်တဲ့ပုဂ္ဂိုလ်သွားမရှာဘူးဆိုပါစို့ဘုန်းကြီးတွေလှူတာတဲ့ဘယ်သူသွားလှူရတာပိုကောင်းတယ်လို့ဆိုတာမျိုးပေါ့နော်အဲ့ဒီလိုအပြင်မကိုသွားပြီးတော့လှူသင်းလှူတိုက်တာဆိုပြီးတော့သွားပြီးတော့မရှာဘူးတဲ့သာသနာအတွင်းမှာပဲရှာကြံပြီးတော့လှူသင်းလှူတိုက်တဲ့ပုဂ္ဂိုလ်လှူမယ်ဒီလိုစိတ်ဓာတ်မျိုးထားမယ်တဲ့ဒါကဘာသာတရားနဲ့စိတ်ဓာတ်ကိုဖော်ပြတဲ့သဘောပဲဘုရားဘာသာကောင်းတယောက်ဖြစ်ဖို့အတွက်နောက်တစ်ခုကတော့နံပါတ်9ကဣဒသပုပ္ပကာရံကရောတိကိုယ်ဘဝမှာကုသိုလ်ကောင်းမှုလုပ်မယ်တခြားဘာသာတွေကိုမလှူရဘူးလို့ပြောတာမဟုတ်ဘူးပုပ္ပကာရဥစားပေးမယ်ဘုရားဘာသာကိုဥစားပေးလှူမယ်တခြားဘာသာလည်းလှူလို့ရတယ်ဥစားပေးလှူတယ်အဲ့ဒီအဓိပ္ပာယ်မျိုးရတယ်ဣဒသပုပ္ပကာရံတချို့ကဘဝမှာကိုလုံးမဲ့ကုသိုလ်ကောင်းမှုတစ်ခုဥစားပေးပြီးတော့လုပ်တယ်ဗမာစကားဥစားပေးတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့ဒီဥစားပေးပြီးဘုရားသာသနာတော်ကိုဥစားပေးပြီးတော့လှူတာတန်းတာမျိုးလောက်ရမှာဖြစ်တယ်တဲ့တခြားဟာကိုဥစားပေးပြီးတော့လောက်ရမှာမဟုတ်ဘူးလို့ဆိုလို့မလှူလဲလို့လည်းမတားဘူးမြတ်စွာဘုရားမလှူနဲ့လို့တားတာမဟုတ်ဘူးအဲ့ဒီစိတ်ဓာတ်လည်းမရှိဘူးတို့သာလှူသူများမလှူနဲ့ဆိုတဲ့ဟာမျိုးမရှိဘူးအဲ့ဒါကြတော့ပိတ်ပင်ရရောက်တယ်မြတ်စွာဘုရားကိုယ်တိုင်ကရှင်းပြီးတော့ဟောထားတယ်သူများလှူတဲ့အလှူကိုတဲ့ပိတ်ပင်တားမြစ်တဲ့ပုဂ္ဂိုလ်ဟာတဲ့လှူတဲ့ပုဂ္ဂိုလ်ကုသိုလ်ကိုဖျက်ဆီးရရောက်တယ်တဲ့အလှူခံတဲ့ပုဂ္ဂိုလ်လတ်လဘဖျက်ဆီးရရောက်တယ်ဟန္တာရရောက်တယ်သူကိုယ်တိုင်လည်းစိတ်ဓာတ်ယုံပါသည့်အတွက်ကြောင့်မကောင်းမှုအကုသိုလ်တွေသူ့မှာလည်းပဲသူ့ရဲ့ဂုဏ်အရေးချင်းတွေဟာပျက်စီးသွားတယ်လို့သူဆိုတယ်ဒါကြောင့်မို့မြတ်စွာဘုရားဒါနကောင်းမှုနဲ့ပတ်သက်တဲ့အခါကျရင်ဘယ်ကိုလှူရမလို့လို့မေခွန်မျိုးမေးမယ်ဆိုရင်ယထပတိရတိတထဒေဟိမင်းကြီးညိုတဲ့နေရာလှူဘာသာတရားမှလည်းဘယ်ဘာသာတရားပဲလှူဘသူပဲလှူကိုကြီးညိုတဲ့နေရာလှူလူကိုလှူခြင်းနဲ့လှူတရိษံလှူခြင်းနဲ့လှူတချို့ကလူထမင်းမကျွေးနဲ့ခွေးထမင်းကျွေးတဲ့လူဟာရှိသေးတယ်လေခွေးတွေကိုတရွာလုံးရှိတဲ့ခွေးတွေကိုဖိတ်ပြီးတော့ဒီဖြာကြီးတွေခင်းပြီးအဲ့ဒီမှာခွေးထမင်းကျွေးတယ်ဆိုတာကြားဘူးတယ်နော်ရွာလူတွေတော့ထမင်းမကျွေးဘူး
ခွေးတွေဖိတ်ပြီးတော့ထမင်းကျွေးခွေးမှန်သမျှလာခဲ့စားဖို့ဖိတ်စာမြတ်ကန်းသေးလာတော့မသိဘူးခုတ်ကြားတို့အကုန်လုံးတက်ရောက်ပြီးတော့သုံးဆောင်ကြဖို့ဆိုပြီးတော့ဖိတ်တာအဲ့လိုဟာတွေရှိတယ်လေအဲ့တော့ तू ကြိုက်လို့လောက်တာဆိုဘယ်သူလူတရိษံကိုလှူရင်မြတ်စွာဘုရားအစတရားအကျိုးပေးတယ်လူကိုလှူရင်တော့လမ်းပေါ်ကလှူဆိုရင်အစတစ်ထောင်ကိုချင်းသီလရှိတဲ့၅ပါးသီလလုံးတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်အစတစ်သိန်းတို့ဒီလိုခွက်ချတယ်မတူဘူးပေါ့မြေပေါ်မှာတစ်ပင်စိုက်တယ်လို့ပဲရေကောင်းရင်ကောင်းတယ်လို့အကျိုးအမြတ်ထွက်တာပဲအဲ့ဒီလိုသာခွက်ချပြီးတော့ဟောတာဖြစ်တယ်အဲ့တော့အလုံးပေါင်းလိုက်တဲ့အခါကျတော့အချက်တွေကနော်နံပါတ်1ကဘုရားဘာသာခေါင်းရဲ့အရေးချင်းတွေဆိုတာတဲ့နံပါတ်1ကဘုန်းကြီးတွေနဲ့မကြာခဏတွေ့ဖို့ကြိုးစားခြင်းသူတော်ကောင်းတရားကိုမမေ့မလျော့ကြားနာခြင်းအဋ္ဌိသီလဆိုတဲ့၅ပါးသီလ၈ပါးသီလ၉ပါးသီလ10ပါးသီလအဲ့ဒီအလေးနဲ့ထားရမယ်လူတွေအလေးနဲ့ထားပြီးဆောင်တော်ရမယ်သီလတွေပေါ်မှာကြိုးစားအထောက်ခြင်းရဟန်းတန်ဃာတွေပေါ်မှာကြီးညိုစိတ်များပြားခြင်းတရားနာတဲ့အခါမှာအပြစ်ရှာပြီးတော့အပြစ်ရှာဖို့ထောက်ပြဖို့ဆိုတဲ့စိတ်ဓာတ်နဲ့မနာဘဲနဲ့သိလို့တဲ့စိတ်ဓာတ်နဲ့နာခြင်းနောက်ပြီးတော့ဒီသာသနာအပြင်ဘက်မှာအလှခံလိုက်တဲ့ပုဂ္ဂိုလ်ကိုမရှာခြင်းဒီသာသနာအတွင်းမှာသာလှခံလိုက်တဲ့ပုဂ္ဂိုလ်ရှာခြင်းဒီသာသနာအတွင်းမှာသာလည်းဥစားပေးပြီးတော့လှူခြင်းတန်းခြင်းဆိုတဲ့ဒီအချက်9ချက်ဟာကြိုးစားအထောက်ခြင်းဖြင့်ကိုယ့်ရဲ့ဘုရားဘာသာကောင်းတို့ရဲ့အရေးချင်းကိုရရှိသွားမှာပဲဖြစ်တယ်ပေါ့ဒါတွေဟာအရေးချင်းလားလို့ဆိုတော့နော်အဲ့ဒီလိုလှုပ်လို့ရလာတဲ့မှုတွေသီလစောင့်တည်လူမှုတမ်းမှုကြောင့်ရလာတဲ့စစ်မှန်တဲ့စေရနာတွေအသိပညာတွေတတိစွမ်းအားတွေသရာစွမ်းအားတွေပညာစွမ်းအားတွေဝိရိယတို့တမာရီတို့စွမ်းအားတွေအဲ့ဒါတွေကတော့အရေးချင်းတွေပဲလို့ဆိုလို့တယ်အခုလိုကြိုးစားအထောက်ခြင်းအပြင်အရေးချင်းကောင်းတွေရရှိလာမှာဖြစ်တယ်ဒါကြောင့်ခုလိုရွှေခေတ်ရောက်တဲ့အချိန်မှာလူတိုင်းဟာရွှေခေတ်ကိုငယ်သေးတဲ့ပုဂ္ဂိုလ်တွေကကြော်ဖြတ်ကြရအောင်မယ်အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေကတော့ဖြတ်လာခဲ့ပြီနော်ရွှေခေတ်ကိုကြော်ခဲ့ပြီဘယ်လိုပဲဖြစ်ဖြစ်မကြော်သေးတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တောင်ပေါ်အတက်ဖြစ်စေတောင်ကဆင်းမယ်ဖြစ်စေနော်ကြောက်ထဲမကြောက်အောင်တော့ဂရုစိုက်ရမှာပဲဖြစ်တယ်တက်တုံးကလည်းဂရုစိုက်တယ်ဆင်းတဲ့အခါမှာလည်းပဲကြောက်ထဲချော်မကြဘူးအခုလိုအရေးချင်းကောင်းတွေကိုယ်တဏ္ဍမှာရှိအောင်တို့တွေစ조사အထောက်ကြမှာလို့ဆွဲဆွဲမြဲမြဲမှတ်သားထားဖို့လိုအပ်တယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဘုရားဘာသာကောင်းတို့ရဲ့အရေးချင်းများကိုမြတ်စွာဘုရားဟောကြားဆုံးမတဲ့အတိုင်းမှတ်သားနိုင်ယူကြပြီးတဲ့အခါမှာမိမိတို့ကိုယ်တိုင်အရေးချင်းကောင်းတွေရရှိအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းလောကမှာရှိသမျှအရာဝတ္ထုတွေကိုလူတွေကသူပိုင်တယ်ငါပိုင်တယ်ဆိုပြီးတော့ထင်နေကြတကယ်တော့လောကမှာရှိသမျှအရာဝတ္ထုသဘာဝတရားတွေဟာပိုင်ရှင်မဲ့တွေသာဖြစ်တယ်ပေါ့ထိုပိုင်ရှင်မဲ့ဖြစ်နေတဲ့အရာတွေကိုလူတွေကပိုင်ဆိုင်မှုအတွက်ကြိုးပမ်းနေကြရုံမျှမကပိုင်ဆိုင်တယ်လို့စိတ်ထဲမှာမှတ်ယူထားပြီးထိုပစ္စည်းပေါ်မှာတွေ့တာမှုတွေရှိနေသမျှကလပ်ပါလုံးလောကလူသားတွေလူချင်းတဲ့ချမ်းသာဒုက္ခဘယ်တော့မှမရဘူးမြတ်စွာဘုရားဒီသုတ္တဟောတာဖြစ်တယ်ပိုင်ရှင်မဲ့လို့ဆိုတာလောကလူတွေဟာသမုဒိသစ္စာရှုထောင့်ကနေကြည့်ပြီးတော့ဒီအိမ်ကိုတော့ငါပိုင်တယ်ဒီမြေကိုငါပိုင်တယ်ဒီချမ်းကိုငါပိုင်တယ်ဒီရွှေငွေဘာနာပစ္စည်းတွေကိုငါပိုင်တယ်ဒီသုံးဆောင်ပစ္စည်းတွေကိုငါပိုင်တယ်လို့သတ်မှတ်တာဟာ
တခဏလေးတာဖြစ်တယ်ပေါ့လူရဲ့ဘဝတတန်းတစ်ခုမကုံဆုံးခင်သို့မဟုတ်ကုံဆုံးသွားတဲ့အချိန်မှာအလုံးဆွန့်လွတ်ခဲ့ရတာဖြစ်တယ်အဲ့တော့ပိုင်ဆိုင်မှုဆိုတာသာဝရလားတခဏလားလို့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်တခဏလေးပိုင်တာကိုအပိုင်လုံးနေကြတာဖြစ်တယ်တခဏလေးပိုင်တဲ့အချိန်ပိုင်းလေးမှလည်းပဲတကယ်ရောပိုင်တာဟုတ်ကဲ့လားလို့စစ်ဆေးကြည့်လိုက်တဲ့အခါမှာဆိုင်သာဆိုင်နဲ့မပိုင်ဘူးလို့ပြောရမှာဖြစ်တယ်နော်ကိုယ်နဲ့တော့သက်ဆိုင်မှုတော့ရှိတယ်ဒါပေမဲ့ကိုပိုင်သလားလို့ဆိုမပိုင်ကြဘူးဒါကြောင့်မို့လို့လောကမှာရှိသမျှအရာတွေကိုသဘာဝသစ္စာရှုတော့ပရမတ္ထသစ္စာရှုတော့မှကြည့်လိုက်မယ်ဆိုရင်ပိုင်ရှင်မဲ့ပစ္စည်းများတာဖြစ်တယ်ပေါ့မြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲအတ္တကောလောကောတပ္ပံပဟာယဂမနိယဘယ်သူမှပိုင်ဆိုင်တာဆိုတာမရှိဘူးတဲ့အတ္တကောကိုပိုင်ဆိုတာမရှိဘူးကိုပိုင်ဆိုတာမရှိဘူးဆိုတာသူလည်းမပိုင်ငါလည်းမပိုင်ဘယ်သူမှလည်းမပိုင်တပ္ပံပဟာယဂမနိယအလုံးထားပြီးတော့သွားရမှာလေရှိလေဥจิตကျော်အေးမန္တလေးလို့ဆိုတဲ့အတိုင်းမန္တလေးမြို့ကြီးကိုစတင်တည်ထောင်သွားတဲ့မင်းတို့မင်းကြီးဒီ1220ခုနှစ်မှာမင်းတို့မင်းကြီးကမန္တလေးမြို့ကိုစတင်တည်ထောင်ဖွင့်လှစ်ခဲ့သူပိုင်ဆိုင်နေဆိုတဲ့အရာသူယူသွားလို့ရလားယူသွားလို့မရဘူးထားပြစ်ခဲ့ရပြီလေသူရရုစက္ကန့်နဲ့ဒီဘောမင်းဆိုတာလေကုံထားခဲ့ရမသိခင်ကပဲသူကခွဲသွားဒါမို့လူတွေကတော့တတိတော်ထားကြတယ်တေခွဲကွဲတယ်ရှင်ခွဲကွဲတယ်ဆိုတာလောကမှာကိုပိုင်ဆိုင်တယ်လို့ပြောတဲ့အရာတွေအလုံးဟာသမုဒိသစ္စာရှုတော့ကနေပြီးတော့ပိုင်ဆိုင်တယ်လို့ထင်မှတ်ပြောဆိုနေကြခြင်းသာဖြစ်ပြီးပရမတ္ထသစ္စာသဘာဝသစ္စာရှုတော့မှဆိုရင်ပိုင်တယ်ဆိုတာတခုမှမရှိဘူးဆိုတော့အလေးနဲ့ထားစဉ်းစားတတ်ဖို့လိုတယ်ပေါ့အဲ့ဒါလို့စဉ်းစားဆင်ခြင်တဲ့အသိဉာဏ်ဟာဝိပဿနာဉာဏ်တစ်မျိုးပဲဖြစ်တယ်မတူတဲ့အသိဉာဏ်မတူတဲ့ရှုမြင်သုံးသပ်ချက်ဝိပဿနာဝိဆိုမတူထူးခြားစွာပဿနာရှုမြင်နိုင်တယ်စာပေကျမ်းကမှာတော့ဝိဝိဒေဟိအနိစ္စတိအာဂါရေဟိပတ္တိတိဝိပဿနာမမြဲတဲ့သဘောဆင်းရဲတဲ့သဘောကိုမပိုင်တဲ့သဘောဆိုတာတွေနဲ့သင်္ခါရတရားတွေပေါ်မှာရှုမြင်သုံးသပ်တဲ့ဉာဏ်ကိုဝိပဿနာလို့ခေါ်တယ်အဲ့တော့လောကကြီးရှိသမျှငါမပိုင်ဘူးလို့တကယ်အလေးနဲ့ထားစဉ်းစားပြီးစဉ်းစားဆင်ခြင်နိုင်မယ်ဆိုလို့ရှိရင်လေဒါလည်းပဲဝိပဿနာဉာဏ်ထဲမှာတက်ဝင်တာပဲဖြစ်တယ်ပေါ့နော်အလေးနဲ့ထားပြီးတော့ဆင်ခြင်သုံးသပ်ကြည့်ကြရမှာအမတ်တမဲ့မနေပဲနဲ့ငါပိုင်တယ်သူပိုင်တယ်ဆိုပြီးတော့မိမိနဲ့နေ့စဉ်ကြုံတွေ့နေတဲ့အရာတွေပေါ်မှာဆွလန်းပြီးတွေ့တာနေမယ်ဆိုလို့ရှိရင်ချမ်းသာဒုက္ခတွေဆုံးရှုံးသွားမှာသာဖြစ်တယ်ပေါ့ထိုချမ်းသာဒုက္ခတွေဆုံးရှုံးနေတာသွားခြင်းဟာပိုင်ဆိုင်တယ်လို့ထင်ပြီးတော့တွေ့တာမှုတဏှာကြောင့်ဆုံးရှုံးသွားကြခြင်းဖြစ်တယ်ပိုင်ဆိုင်တယ်လို့ထင်တဲ့တဏှာနဲ့တွေ့တာနေသမျှကာလပတ်လုံးဒီပစ္စည်းတွေပေါ်မှာဆိုရင်တော့ကဖြစ်နေကြမှာဆိုရင်တော့ကဖြစ်နေသမျှရင်တွဲမှာပူလောင်နေတဲ့ဒေါမနတဝေဒနာတွေဖြစ်ပြီးဒုက္ခဆိုတာဘယ်တော့မှရရှိခံစားနိုင်မှာမဟုတ်ဘူးလူတွေရရှိခံစားတဲ့ဒုက္ခဆိုတာဟာကာမဂုဏ်အာယုံပေါ်မှာအမိပြုတ်ပြီးတော့တည်ငါလေးတခဏလေးရလိုက်တဲ့ချမ်းသာဒုက္ခကိုလူတွေကထာဝရချမ်းသာဒုက္ခကြီးတစ်ဖွဲမမက်မောမော
တွေ့တာပြီးတော့သိမ့်ပိုက်နေကြတာဖြစ်တယ်တကယ်တော့လူလောကလူဘဝချမ်းသာဆိုတာအလုံးကိုတူထောင်းတယ်လို့ဒီလိုဆိုလို့ကာမတုခဆိုတာလူချင်းစရာအာယုန်ဒီပေါ်မှာထိုလူချင်းစရာအာယုန်ဒီပေါ်အကြောင်းပြုပြီးတော့တခဏမြဖြစ်ပေါ်လာတဲ့ဒုက္ခနဲ့သောမနတကာမတုခလို့ခေါ်ထိုကာမတုခသည်အချိန်တိုလေးအတွင်းမှာပြိုကွဲပျက်စီးသွားဒါကြောင့်မို့မြတ်စွာဘုရားကအပတ္တတာကာမဘဟုဒုက္ခဘဟုပါယတာအာဒီနဝဣဋ္ဌဘိယောဆိုပြီးတော့အမှန်ကန်သိအောင်လမ်းညွှန်မှုပြုတာကာမဆိုတဲ့လူချင်းစရာအာယုန်နေမျက်စိကမြင်လို့နှစ်သက်စရာကောင်းတဲ့အဆင့်အာယုန်နားကကြားရတဲ့နှစ်သက်စရာကောင်းတဲ့အသံအာယုန်နှာခေါင်းနဲ့နမ်းရှုလို့ရတဲ့နှစ်သက်စရာကောင်းတဲ့အနံ့အာယုန်လျှာနဲ့လည်းရတဲ့အရသာကောင်းတဲ့ရတ္တအာယုန်ခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့အထိတွေ့အာယုန်စိတ်ကူးကြံစီလို့ရတဲ့အာယုန်ဆိုတာတွေဟာအလုံးကိုတူထောင်းတဲ့အချိန်အတွင်းလေးမှာဖြစ်ပြီးပျက်စီးသွားတာဖြစ်တယ်။ဒါကြောင့်မို့အာရစရာဆိုတာအလွန်တူထောင်းတဲ့အလွန်နဲတယ်အပတ္တာတာအလုံးကိုပါရဝယ်ဟာလဲပါတယ်ဆိုဘဟုဒုက္ခဘဟုပါယတာဒါတွေရဖို့အတွက်ပင်မဆင်းရဲကြလုပ်ရတယ်လေနေစဉ်နဲ့အမြတ်ဒီကာမဂုဏ်အာယုန်တွေအတွက်လူတွေဟာအလုံးလုံးနေကြတယ်နည်းနည်းမိုးလင်းကညမိုးချုပ်သည့်တိုင်အောင်ရရှိဖို့ရာအတွက်ကြိုးစားအထောက်ကြဘဟုပါယတာပင်မဆင်းရဲမှုတွေအများကြီးတဲ့အာဒီနောဣဋ္ဌဘယောအပြည့်နာစာအန္တရာယ်တွေကလည်းလွန်များတယ်လို့ဒီလိုဆိုသို့တော့တရားတွေကတော့အဲ့ဒီလိုမထင်ဘူးကာမတုခသည်သာဝရဒုက္ခလို့ထင်ပြီးတော့ချမ်းသာတစ်ခုကနေချမ်းသာတစ်ခုရလိမ့်နိုးနိုးနဲ့မြောက်ကိုးဆောင်စားရင်းနဲ့ချမ်းသာလိမ့်မယ်လို့ယူဆရင်းနဲ့ပဲတဘဝတသက်တာကုံဆုံးပြီးတော့သွားကြတယ်ကာမဂုဏ်အာယုန်တွေခံစားလို့မကုန်ခင်မဝခင်ဘဝစာသိမ့်သွားကြတယ်။မြတ်စွာဘုရားဟောတဲ့အတိုင်းပဲပိယေဟိဝေပယောကိုနှစ်သက်မြတ်လို့တဲ့အရာတွေခွဲခွာခဲ့ရတယ်။အဲ့ဒီလိုခွဲခွာပြီးတော့မနှစ်သက်မမြတ်လို့တဲ့အရာတွေနဲ့ပေါင်းစုံကြရတယ်ဆိုတဲ့ဒုက္ခတွေနဲ့လူတွေရဲ့စိတ်အလိုမကျတွေအများကြီးဖြစ်လာ။အဲ့ဒီလိုချမ်းသာဒုက္ခတွေလက်လွတ်ဆုံးရှုံးနေကြတာဟာနေစဉ်နဲ့အများသို့တော့ချမ်းသာဒုက္ခတွေလက်လွတ်ဆုံးရှုံးနေတယ်ဆိုတာကိုအသိရှိတဲ့ပုဂ္ဂိုလ်တော့အလွန်နည်းတယ်။ဘာနဲ့ဥပမာတူတော့ဆိုရင်မကြာခင်ပဲတပ်ဖြတ်ပြီးတော့ဟင်းဖြစ်ရောက်တော့မဲ့ကြက်တွေဟာချင်းထဲမှာလောင်ထားတဲ့အခါမှာတကောင်းတကောင်းစိတ်လို့တွန်လို့နော်တခဏလေးအတွင်းမှာလည်းပဲပျော်နေကြတဲ့သဘောမျိုးတွေကိုကြုံရတယ်လို့ပဲပေါ့လူတွေရဲ့သဘောဟာလည်းပဲထို့တူပဲမကြခင်ဒုက္ခရောက်တော့မဲ့အနေအထားတစ်ခုပဲပျော်စရာလို့စိတ်ထဲမှာသတ်မှတ်ပြီးတော့ပျော်ရွှင်နေကြပျော်ရွှင်လို့မှပါဇက်မပိတ်သေးဘူးငိုကြွေးရခြင်းဆိုတာ ਨੇ ကြုံတွေ့ကြရပြန်တယ်ပေါ့ဘဝကြီးဟာဒီတိုင်းပဲအဲ့ဒါဘာကြောင့်ဖြစ်နေရလဲပိုင်ရှင်မဲ့ပစ္စည်းတွေကိုပိုင်ဆိုင်လို့တဲ့တဏှာလောဘကြောင့်ဒီလိုဖြစ်တာဖြစ်တယ်ဒါကြောင့်မို့ရသော်ဘုရားရဲ့အဆုံးအမဒီနေရာမှာချမ်းသာဒုက္ခရခြင်းတယ်လို့ဆိုလို့ရှိရင်ရသော်ဘုရားရဲ့အဆုံးအမတိုင်းလိုက်လာကြဘုရားကဘယ်လိုဆုံးမလဲ
ယဟန်တော်တွေကိုမြတ်စွာဘုရားကအလေးနဲ့ဆင်ញင်စဉ်းစားတတ်ဖို့ဟောတယ်ယံဘိက္ခဝေနတုံမကံတံပစဟထခြေသားယဟန်တို့မင်းတို့ပိုင်ဆိုင်တဲ့အရာမဟုတ်တာတွေကိုစွန့်လွတ်ထားလိုက်ကြသိမ့်ပိုက်မထားကြနဲ့ငါဟာလို့စိတ်ထဲမှာသိမ့်ပိုက်မထားနဲ့လွတ်ထားလိုက်ကြယံဘိက္ခဝေနတုံမကံယံအချင်းသဘာဝတရားသည်နတုံမကံမင်းတို့ပိုင်တဲ့အရာမဟုတ်ဘူးတန်ထိုမင်းတို့ပိုင်တဲ့အရာမဟုတ်တဲ့သဘာဝတရားကိုပစ္စေဟထဆုတ်ကင်မထားနဲ့စွန့်လွတ်လိုက်ကြအဲ့တော့လောကလူသားတွေကကိုမပိုင်တာကိုပိုင်နေထင်ပြီးတော့ဆုတ်ကင်ထားကြတယ်။ဘာနဲ့ဆုတ်ကင်ထားတော့ဆိုအဓိကတဏှာနဲ့ဆုတ်ကင်ထားတယ်။တဏှာနဲ့ဆုတ်ကင်တယ်။အတိတ်ကိုလိုချင်တယ်ရလာလို့ရှိရင်တော့သိမ့်ပိုက်ထားတယ်။နောက်ထပ်လိုချင်မြန်တယ်။လိုချင်မှုကမဆုံးနိုင်ဘူး။မဆုံးနိုင်တယ်လို့သိမ့်ပိုက်မှုဟာလည်းမဆုံးနိုင်။လိုချင်ခြင်းသိမ့်ပိုက်ခြင်းဖြင့်လောကလူတွေဟာမဆုံးနိုင်တဲ့ဆင်းရဲဒုက္ခတွေကိုရင်ထဲမှာတပွေ့တပိုက်ကြီးထားကြသလိုဖြစ်တယ်။ဒါကြောင့်မို့ချမ်းသာဒုက္ခဆိုတာတွေဆုံးရှုံးနေကြတယ်။သစ္စာဘုရားကဆုံးမတယ်မင်းတို့ပိုင်တာမဟုတ်တဲ့အရာတွေကိုသိမ့်ပိုက်မထားနဲ့လွတ်လိုက်ကြလို့ဆိုအဲ့တော့လွတ်လိုက်ကြဆိုတာတွေ့တာမနေနဲ့သူတို့ပြောလို့ကိုမပိုင်တဲ့အရာပေါ်မှာပိုင်နေထင်ပြီးတော့တွေ့တာမနေနဲ့လွတ်ထားလိုက်လွတ်ထားလိုက်ဒါဖြင့်လွတ်ထားလိုက်လို့ရှိရင်ဘယ်လိုအကျိုးတွေရလို့တံဝောပဟိနံဟိတာယဒုက္ခယဝိတတိတံပဟိနံထိုစွန့်လွတ်ထားခြင်းသည်ဝေါတင်တို့ဖို့ဟိတာယအကျိုးစီးပွားအလို့ငါဒုက္ခယချမ်းသာခြင်းငါဝိတတိဖြစ်ပေလိမ့်မည်ကောင်းကျိုးချမ်းသာတွေဖြစ်ဖို့စွန့်လွတ်လိုက်ခြင်းဟာမှန်ကန်တဲ့အလုပ်ဖြစ်တယ်စွန့်လွတ်လိုက်ခြင်းကြောင့်ချမ်းသာဒုက္ခရမှာဖြစ်တယ်ဒါကြောင့်မို့စွန့်လွတ်လိုက်သိမ့်လိုက်မထားနဲ့ဒါမြတ်စွာဘုရားရဲ့အဆုံးအမဖြစ်တယ်အဲ့တော့လောကမှာရှိသမျှပစ္စည်းတွေအရာမှန်သမျှဟာသူလည်းမပိုင်ဘူးငါလည်းမပိုင်ဘူးဘယ်သူမှလည်းမပိုင်ဘူးသဘာဝတရားဟာသူ့သဘာဝအတိုင်းဖြစ်နေခြင်းသာဖြစ်တယ်ဝိသုဒ္ဓိမေမှာဆိုထားသလိုဟေတုံပဋိစ္စတံဘူတာဟေတုပင်ကနိရောဓစတဟေတုံပဋိစ္စဆိုင်ဟာအကြောင်းတရားကိုဆွဲမိပြီးတော့မှတံဘူတာဖြစ်လာကြတာဖြစ်တယ်ဟေတုပင်ကအကြောင်းတရားပြိုကျပျက်စီးသွားမယ်ဆိုလို့ရှိရင်နိရောဓစတိချုပ်ပြောက်သွားမှာပဲဖြစ်တယ်အဲ့ဒီချုပ်ပြောက်သွားမဲ့တခဏအရာလေးကိုပိုင်ဆိုင်ဖို့ကြိုးစားနေကြတဲ့ပုဂ္ဂိုလ်တွေဟာဖတ်ဖတ်တာမောရောချမ်းသာဒုက္ခဆိုတာဘာရဲ့ရာမရှာတွေးလိုက်မှာမဟုတ်ဘူးလို့ဆိုလို့ကိုပိုင်ခြင်းတဲ့အရာသည်သာဝရရွေးရှားနေတဲ့အရာကြီးသာဖြစ်တယ်သာဝရရွေးရှားပြောင်းလဲပျက်စီးနေတဲ့အရာကိုပိုင်တယ်လို့စိတ်ကထင်မှတ်နေကြတာဖြစ်တယ်ဒီသဘောကိုပြောတာနော်ပိုင်မပိုင်ကိုယ့်ကိုအလေးနဲ့ထားချိသမုဒိသစ္စာပိုင်းကတော့ဟုတ်တယ်ဘယ်သူပိုင်တယ်ဘယ်ဟောပိုင်တယ်သို့တော့မျက်စိလေးနှလုံးမှိတ်ပြီးတော့တဘဝဆုံးသတ်သွားတာနဲ့ပိုင်ဆိုင်မှုဆိုတာတော့မရှိတော့မရှိတော့အဲ့ဒီကြတော့မှမပိုင်ဆိုင်မှုဟာထင်ရှားတယ်ပေါ့သို့တော့ဒီအတွင်းမှာရောပိုင်ဆိုင်သလားလို့မေးကြည့်ကိုပိုင်တဲ့အရာဆိုလို့ရှိရင်ကိုယ်စိတ်တိုင်းညဖြစ်ရမှာဖြစ်တယ်သို့တော့ကိုယ်စိတ်တိုင်းညဖြစ်တာရှိသလားလို့မြတ်စွာဘုရားရဲ့အနတ္တလက္ခဏာသုတ်ရှုထောင့်ကနေကြည့်ပါဆိုရင်နာယိတံရူပံအာဘာဒာယတံဝတေယ
ကိုပိုင်တယ်လို့ထင်တဲ့ရုပ်တရားကြီးဟာဘယ်လိုလုပ်ပြီးကိုယ်ကိုဒုက္ခပေးမှလဲဟောကိုယ်ဟာလို့ထင်တဲ့အရာကိုယ်ကိုဘယ်လိုလုပ်ဒုက္ခပေးသို့တော့ကိုယ်ကိုနှိမ့်ဆက်နေတာဟာဘာလို့လဲလို့မေးကိုရထားတဲ့ခန္ဓာကကိုယ်ကိုနှိမ့်ဆက်နေတာကိုယ်ပိုင်တယ်ဆိုတဲ့အရာကိုယ်ကိုနှိမ့်ဆက်အကြောင်းတရားတို့ပေါ်မှာမိတီပြီးတော့သာဝရပြောင်းလဲနေတဲ့အရာကြီးတစ်ခုဟာဘယ်အရာကိုကိုယ်ပိုင်တယ်လို့ပြောလို့ရမလဲဆိုပါစို့မြစ်ထဲမှာမြစ်ရည်တွေစီးနေတဲ့မြစ်ရည်တစ်ခွက်လောက်ခတ်ယူလိုက်နောက်တစ်ခါအဲ့ဒီရေကိုရချင်လို့မရတော့ဘူးကိုခတ်တဲ့ရေဟာစီးသွားပြီမရှိတော့ဘူးအဲ့ဒါမှလျင်မြန်နဲ့နှုံနဲ့ပြောင်းလဲသွားတယ်သို့တော့နောက်ထပ်အလားတူတွေလာနေလို့လူတွေကမျက်စိလဲသွားတယ်ကိုယ်ခန္ဓာကိုယ်ဟာလည်းပဲထို့တူပဲအခုတရားလာနာတယ်တရားမနာခင်ကအိမ်မှာဖီလိန်ပြင်ဆင်ဝတ်စားလာတဲ့ပုံစံလေးအဲ့ဒီဖီလိန်ပြင်ဆင်ဝတ်စားလာပြီးတရားပွဲရောက်ပြီးတရားနာနေတယ်တရားနာပြီးပြန်သွားတယ်တမန်အပြင်ကြည့်မယ်ဆိုရင်တရားမနာခင်တုန်းကလည်းဒီပုံစံပဲတရားနာနေတုန်းကလည်းဒီပုံစံပဲအိမ်ပြန်သွားတော့လည်းပဲဒီပုံစံပဲပြောင်းလဲမှုမရှိဘူးလို့ထင်ကောင်းထင်လိုက်ပြီ။ဘာကြောင့်ထင်နေရတော့ဆိုရင်ပုံတူတွေထပ်ထပ်လာနေလို့ဒီလိုထင်ကြတာဖြစ်တယ်။တကယ်တော့တရားပွဲထွက်လာတဲ့အိမ်တုန်းကစိတ်တွေဟာခုချိန်မှာမရှိတော့ဘူးဆိုတာသိကြတယ်။နန္တရားတွေကိုကြည့်လိုက်မယ်ဆိုရင်အဲ့ဒီစိတ်တွေမဟုတ်တော့နော်အဲ့ဒီစိတ်တွေမဟုတ်တော့သလိုအဲ့ဒီရုပ်တွေလည်းမဟုတ်တော့ဘူးတရားပွဲရောက်လာတာဟာလူအစ်စ်ရောက်လာတာမဟုတ်ဘဲနဲ့ကော်ပီပဲရောက်လာတာဖြစ်တယ်တရားပွဲကပြန်သွားရင်လည်းကော်ပီအနေနဲ့ပဲပြန်သွားမှာပဲဖြစ်တယ်ဘာကြောင့်လို့ဆိုရင်ရုပ်တရားဆိုတာသာဝရပြောင်းနေတာဖြစ်တယ်သို့သောပြောင်းလဲခြင်းသည်တိတာသောပြောင်းလဲခြင်းနဲ့မတိတာသောပြောင်းလဲခြင်းနှမျိုးရှိသည့်အတွက်ကြောင့်မတိတာသောပြောင်းလဲခြင်းနဲ့ပြောင်းလဲတာဖြစ်သောကြောင့်လူတွေကငါပဲလို့ပဲဒီလိုထင်နေတာကဲနှစ်ပေါင်းများစွာ10နှစ်15နှစ်ကြာတဲ့အခါကျတော့ဒီယုတ်ဒီရေရှိသေးရဲ့လားအဲ့ဒါပြောင်းသွားလို့ရှိတာနော်တနေ့တည်းပြောင်းတာလားနေ့စဉ်ပြောင်းနေတာလားနေ့စဉ်ပြောင်းနေတာစက္ကန့်ပိုင်းစက္ကန့်မိနစ်ပိုင်းမိနစ်စက္ကန့်အလိုက်မိနစ်အလိုက်ပြောင်းနေတာချက်ချင်းဝုန်းတိုင်းပြောင်းသွားတာမဟုတ်ဘူးအဲ့ဒီလိုပြောင်းနေတာကိုဝိပဿနာဉာဏ်နဲ့ရှုမှမြင်နိုင်တယ်ဝိပဿနာဉာဏ်နဲ့မြင်ဖို့အတွက်ဘာတွေအရေးကြီးတော့ဆိုရင်တတိရှိဖို့အရေးကြီးတယ်တမာတိအားကောင်းမှုအရေးကြီးတယ်ဆိုပါစို့ယောဂါကိုဖြစ်စေတတ်တဲ့ virus ပိုးဆိုတာလူတွေရဲ့မျက်စိနဲ့ကြည့်လို့မမြင်ရဘူးအားကောင်းတဲ့မှန်လူကြီးနဲ့ microscope နဲ့ကြည့်လိုက်လို့ရှိရင် virus ပိုးဆိုတာတွေ့ပြန်တယ်ပေါ့တမန်အဖြစ်မမြင်ရဘူးလေထို့တူပဲဒီပြောင်းလဲမှုဟာတမန်မျက်စိနဲ့ကြည့်လို့ကတော့မပြောင်းဘူးလို့ပဲထင်တာပဲသို့တော့ပြောင်းနေတာကတော့သိကြတယ်ပြောင်းနေသည့်အတွက်ကြောင့်ကိုယ်ပိုင်တာတစ်ခုမှမရှိဘူးလို့ဒီလိုပြောတာနော်တဘာဝတရားတွေဟာတစ်ခုမှပိုင်တာမရှိဘူးဒါကြောင့်မို့မြတ်စွာဘုရားကယံဘိက္ခွေနာတုံမကံတံပဇေထခြေသားရန်တို့မင်းတို့မပိုင်တဲ့အရာတစ်ခုကိုဆွန့်လွတ်လိုက်ကြပိုင်ရှင်မဲ့နေတဲ့အရာကိုဆွန့်လွတ်လိုက်ကြသိမ့်ပိုက်ထားဖို့မကြိုးစားကြနဲ့တံဝပဟိနံဟိတယဒုက္ခယဝိတ္တိအဲ့ဒီဆွန့်လွတ်ထားခြင်းဟာအကျိုးစီးပွားဖြစ်ဖို့နဲ့ချမ်းသာဒုက္ခရဖို့အတွက်ဖြစ်လိမ့်မယ်ချမ်းသာခြင်းဒါကိုစုပ်ကိုင်မထားနဲ့ဆွန့်လွတ်လိုက်လို့ဒီလိုဆိုလိုတာပေါ့ဒါပြင်ဟုတ်ပြီလောကမှာရှိသမျှဟာပိုင်ရှင်မဲ့တဲ့ပစ္စည်းတွေသာဖြစ်တယ်ဘယ်အရာတွေတော့ပိုင်ရှင်မဲ့တာဘယ်အရာတွေတော့ရှင်းရှင်းပြောရရင်ဘုန်းကြီးတို့တဏ္ဍာမှာဖြစ်နေတဲ့ခန္ဓာ၅ပါးမှာဖြစ်နေတဲ့အရာတွေဟာပိုင်ရှင်မဲ့ကိုယ်ပိုင်တယ်လို့ထင်တာပေါ့နော်သို့တော့ပိုင်ရှင်မဲ့နေ
အဲ့ဒီပိုင်ရှင်မဲ့တဲ့အရာတွေပေါ်မှာတွဲမနေနဲ့လို့ဆိုတယ်အဲ့တော့ပိုင်ရှင်မဲ့ပစ္စည်းတွေကိုမြတ်စွာဘုရားကဒီသုတ်တံမှာအမျိုးပေါင်း30ထုတ်ပြီးတော့ပြထားတယ်အဲ့ဒီအမျိုးပေါင်း30ဟာဘယ်သူမှရှိတာတော့ဆိုရင်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ရဲ့တဏ္ဍာမှာရှိတာတွေကြီးပဲအကုန်လုံးဟောအဲ့တော့ကိုယ်တဏ္ဍာမှာရှိနေတာလေးတွေကိုနည်းနည်းစစ်ဆေးကြည့်အောင်စစ်ဆေးကြည့်အောင်လူတိုင်းမှာမျက်စိဆိုတာရှိတယ်ရုပ်တရားနဲ့ပြောရင်သက္ခုပတ္တရာယုတ်မျက်စိအကြည့်လေးတို့သက္ခုပတ္တရာယုတ်ထဲမှာဒီဘက်ကမြင်စရာအစင်းအာယုံလေးလာထင်ဟပ်လာတဲ့အစင်းအာယုံဆိုတာယမယံခမျက်စိထဲမှာပေါ်လာတယ်မျက်စိဆိုတာကတစ်ခုမျက်စိထဲမှာပေါ်လာတဲ့အစင်းအာယုံကတစ်ခုဆိုနှစ်ခုရှိသွားပြီနော်အဲ့တော့ဒါဘာကြောင့်ပြောလို့ဆိုမျက်စိထဲမှာပေါ်လာတာတွေကအစင်းအာယုံလို့ပြောလိုက်မှကုန်မှာဖြစ်တယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့မျက်စိထဲပေါ်လာတာတွေတရုပ်ထုတ်မယ်ဆိုရင်တော့ဆုံးနိုင်စရာမရှိဘူးမျက်စိထဲမှာဘာတွေပေါ်လာတော့အိမ်တွေပေါ်လာတယ်မြေတွေပေါ်လာတယ်ရွှေတွေငွေတွေပေါ်လာမယ်ကားတွေပေါ်လာတယ်လူတွေပေါ်လာတယ်အဲ့ဒါလို့ပစ္စည်းနဲ့ပြောလို့ရှိရင်ကုန်နိုင်မှာမလားမကုန်နိုင်ဘူးဒါပေမဲ့မျက်စိနဲ့မြင်တဲ့အရာဆိုတာလေးဟာတစ်ခုတည်းပဲเนาะမျက်စိနဲ့မြင်တာမျက်စိရှိတယ်မျက်စိနဲ့မြင်ရတဲ့အဆင်းအာယုံရှိတယ်အဲ့ဒီနှစ်ခုပေါင်းစပ်လိုက်လို့မြင်မှန်းသိလိုက်တဲ့မြင်သိစိတ်ဆိုတာရှိတယ်အဲ့ဒီမြင်သိစိတ်နဲ့အာယုံနဲ့ဆက်သွယ်လိုက်တဲ့ဆက်သွယ်မှုဆိုတဲ့ဖတ်တာဆိုတာရှိတယ်ဆက်သွယ်မှုဖတ်တာကိုအကြောင်းပြုပြီးစိတ်ခံစားမှုဆိုတာရှိတယ်ဟောကြည့်လိုက်မယ်ဆိုရင်မျက်စိရဲ့အစင်းအာယုံရဲ့မြင်သိစိတ်ရဲ့ဖတ်တာဆိုတဲ့ဆက်သွယ်မှုရဲ့စိတ်ခံစားမှုဝေဒနာရဲ့မျက်စိကိုအကြောင်းပြုပြီးတော့တဘာဝတရား5မျိုးပုံမှန်အဖြစ်ဖြစ်ဘုသူတဏ္ဍာမှာပဲဖြစ်မျက်စိလေးနှလုံးဖွင့်လိုက်လို့ရှိရင်မြင်စရာအာယုံကိုမြင်လိုက်မယ်မြင်လိုက်ရင်မြင်မှန်းသိတယ်ဆိုတဲ့စိတ်ပေါ်တယ်ထိုစိတ်ပေါ်ပြီးတဲ့နောက်အာယုန်နဲ့ဆက်သွယ်မှုဆိုတဲ့ဖတ်တာကောင်းတဲ့ဆိုတဲ့စိတ်ခံစားမှုဆိုတဲ့ဝေဒနာတဘာဝအဖြစ်ဖြစ်အဲ့ဒါကိုမြတ်စွာဘုရားကသက္ခောသပတိစ္ဆရူပေသဥပ္ပစ္စတိသက္ခဝိညာဏံဒိဋ္ဌံသင်္ကတိဖတ်သောဖတ်တာပစ္စယဝေဒနာလို့ဒီလိုဟောတာအဲ့တော့ကိုယ့်ကိုစဉ်းစားကြည့်မျက်စိနဲ့မြင်လိုက်တိုင်းစဉ်းစားကြည့်လိုက်ဘာမြင်ပန်းလေးတစ်ပွင့်မြင်တယ်ဆိုတော့အေးအရေးလာထင်တဲ့မိမိရဲ့သက္ကုပ္ပတာရကရုပ်တရားထင်လာတဲ့အဆင့်အာယုံလေးကလည်းရုပ်တရားနှစ်ခုပေါင်းစုံမှုကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့သိတဲ့စိတ်လေးကနန္တရားထိုစိတ်လေးမှာပါလာတဲ့အာယုန်နဲ့ဆက်သွယ်မှုဆိုတဲ့ဖတ်တာလည်းနန္တရားစိတ်ခံစားမှုဆိုတာလေးကလည်းနန္တရားလို့တဘာဝအဖြစ်လူတိုင်းမှာကလေးရောလူကြီးရောဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လူတွေမကဘူးနတ်တွေရောတိရစ္ဆာန်တွေရောအလုံးသရဝါတွေမျက်စိပါတဲ့သရဝါတိုင်းဟာဒီ၅ခုပဲဖြစ်တယ်ပုံမှန်အဖြစ်ဒီ၅ခုဖြစ်တယ်နော်အဲ့ဒီ၅ခုဆိုတာတစ်ခုနဲ့တစ်ခုမတူတဲ့သဘော၅ခုဖြစ်အဲ့ဒီ၅ခုကိုဘယ်သူပိုင်တယ်လဲလို့ဆိုတော့မြတ်စွာဘုရားကနတုံမှကံမင်းတို့ပိုင်တာမဟုတ်ဘူးတဲ့မင်းတို့မပိုင်ဘူးဆိုတော့ဘယ်သူပိုင်တာတော့ဆိုဘယ်သူမှမပိုင်ဒါကြောင့်မို့လို့ဒီ၅မျိုးဟာပိုင်ရှင်မဲ့ပစ္စည်းပဲဖြစ်တယ်ပေါ့ပိုင်ရှင်မဲ့ပစ္စည်းတွေပဲဒါတွေကဘာကြောင့်ပိုင်ရှင်မဲ့လို့ပြောတော့ဆိုဖြစ်လာတာလဲဆိုပါစို့သက္ခုပ္ပတာရဆိုတာလေးကံကြောင့်ဖြစ်လာတာကံဆိုတာအတိတ်တုန်းကမိမိလုပ်ခဲ့တဲ့ကုသိုလ်ကံအဲ့ဒီကံတရားကြောင့်သက္ခုပ္ပတာရလေးဖြစ်လာတယ်အစင်းအာယုံဆိုတာနော်ကံစိတ်ဥဒုအာဟာရကြောင့်ဖြစ်လာတယ်အဲ့ဒီအစင်းအာယုံလေးကမျက်စိထဲမှာလာပြီးတော့ထင်တယ်ထ
ဒီနေရာမှာပဋ္ဌာန်းပစ္စည်းနဲ့ပြောလိုက်မယ်ဆိုရင်ဟောမြင်သိစိတ်ကလေးဖြစ်လာတယ်လို့ဆိုတဲ့အခါမှာထိုမြင်သိစိတ်ကလေးသည်စက္ခုပတ္တရဆိုတဲ့မျက်လုံးပေါ်မှာမိပြီးတော့ဖြစ်တယ်အစင်းအာယုံကိုအာယုံပြုပြီးတော့ဖြစ်တယ်အဲ့ဒါကြောင့်အစင်းအာယုံသည်အာရမဏပစ္စယောမိယာဝတ္ထုလို့ခေါ်တဲ့စက္ခုပတ္တရယုံလေးသည်နေတယပစ္စယောသို့မဟုတ်ပုရိသတာပစ္စယောဟောပဋ္ဌာန်းပစ္စည်းနဲ့လည်းဒီဟာကိုဟောတာပဲဗျာအစင်းအာယုံလေးကိုအကြောင်းပြုပြီးစက္ခုဝိညာဉ်စိတ်ဆိုတာမြင်သိစိတ်ဆိုတာပေါ်တာအဲ့ဒီမြင်သိစိတ်လေးရဲ့အာယုံသည်အစင်းအာယုံသာဖြစ်တယ်အဲ့ဒီအစင်းအာယုံကိုမှီပြုပြီးတော့ဖြစ်တဲ့စိတ်ကလေးဟာစက္ခုပတ္တရာဘောကမှီပြီးတော့ဖြစ်တာဖြစ်သောကြောင့်မိယာဖြစ်တဲ့စက္ခုပတ္တရာမျက်လုံးကလေးသည်နေတယပစ္စယောသို့မဟုတ်ပုရိသတာပစ္စယောဒီလိုဆိုတာပေါ့တခါစက္ခုဝိညာဉ်စိတ်လေးဖြစ်တဲ့အခါဘာပါလာတော့ဆိုဖတ်တာပါလာတယ်ဝေဒနာပါလာတယ်စက္ခုဝိညာဉ်စိတ်မြင်သိစိတ်ရဲ့ဖတ်တာရဲ့ဝေဒနာရဲ့တဟဇာတာပစ္စယောအညမညပစ္စယောအဋ္ဌိပစ္စယောအဝိဒပစ္စယောဆိုတာဒီဖြစ်တယ်တံပယုဒ္ဓပစ္စယောအဋ္ဌိပစ္စယောအဝိဒပစ္စယောဟောတယ်လို့ပဋ္ဌာန်းအနေနဲ့ပြောလိုက်မယ်ဆိုရင်လည်းအဲ့ဒီစွမ်းရည်တတ္တိတွေနဲ့ခြေစုပြုပြီးတော့စက္ခုပ္ပတာရစိတ်လေးကလည်းဖြစ်ပြီးရင်စိတ်16ချက်ဥပမာပဲမှတ်လို့လွယ်အောင်ပြောမယ်ဆို16စက္ကန့်ဆိုရင်ပြတ်သွားပြီသူကတခါဖြစ်တဲ့စက္ခုပ္ပတာရယုတ်သည်16ချက်ခန့်16စက္ကန့်ဆိုပြတ်သွားရူပါယုံလေးကလည်း16စက္ကန့်ဆိုပြတ်သွားဒါသူတက်တမ်းပဲနောက်ဖြစ်တာအသစ်နော်အဲ့ဒါလို့တက်တန်းတူတဲ့အရာလေးနှစ်ခုကိုအမိပြုပြီးတော့ဖြစ်ပေါ်လာတဲ့စက္ခုဝိညာဉ်စိတ်လေးကသူတို့တဲ့ပိုတက်တန်းတူတယ်မြင်သိစိတ်လေးကဖြစ်တည်ပြက်3ချက်ပဲရှိတယ်3စက္ကန့်ပဲရှင်ဒီလိုဆိုလို့သူနဲ့အတူတော့ဖတ်တာဆိုတာလည်းပြက်သွားတယ်ဝေဒနာဆိုတာလည်းပြက်သွားတယ်ဆိုအဲ့ဒါလို့အချိန်ပိုင်းလေးမှာဖြစ်လာတဲ့အရာဟာဘယ်သူကပိုင်တာရှိအောင်မလဲဒါပိုင်ရှင်မဲ့ပစ္စည်းအစစ်ပဲသို့တော့ပိုင်ရှင်မဲ့ပစ္စည်းကိုပဲငါပိုင်တယ်လို့အများထင်နေကြတယ်ပေါ့နော်ထင်မှတ်ဆွဲလန်းနေတယ်ဒါကြောင့်မြတ်စွာဘုရားကဝိပဿနာဉာဏ်နဲ့ကြည့်ခိုင်းတာယံဘိက္ခွေနတုံမကံတံပစေထတံဝောပိနံဟိတယဒုက္ခယဝိတ္တိမင်းတို့ကိုယ်မပိုင်တဲ့အရာကိုသိမ့်ပိုက်မထားနဲ့လွတ်လိုက်ကြဆွန့်လွတ်ပလိုက်ကြအဲ့ဒီဆွန့်လွတ်ခြင်းဟာမင်းတို့တွေချမ်းသာဒုက္ခဟိတဒုက္ခလောကဖြစ်လိမ့်မယ်ဆိုပြီးတော့ဒါဘုရားအဆုံးမှာပေးတာနော်ဟုတ်ပြီမျက်စိနဲ့ပတ်သက်ပြီးတော့၃မျိုးမျက်စိနဲ့ပတ်သက်ပြီးတော့၃မျိုးနဲ့ပတ်သက်ပြီးတော့ဘယ်လိုဆွန့်လွတ်မလဲမျက်စိကိုဆွန့်လွတ်နိုင်ဖို့ဘယ်လိုလုပ်ရမလဲအစင်းအာယုံမျက်စိထဲမှာပေါ်လာတဲ့အစင်းအာယုံကိုစွန့်လွတ်ဖို့ဘယ်လိုလုပ်ရမလဲမြင်သိစိတ်ကလေးကိုစွန့်လွတ်နိုင်ဖို့ဘယ်လိုလုပ်ရမလဲမြင်သိစိတ်လေးနဲ့အတူတကွဖြစ်လာတဲ့ဖတ်တာဝေဒနာဆိုတဲ့သဘာဝတရားတွေကိုစွန့်လွတ်ဖို့ရဘယ်လိုလုပ်ရမလဲဆိုတော့မြတ်စွာဘုရားကဟောတယ်စက္ခုဘိက္ခဝေဝိပရိနာမိအညထာဘာဝေစက္ခုဆိုတာမင်းတို့တွေ့တာမယ်လို့စိတ်ကူးတဲ့ထဲလိုက်ယုံနဲ့ပဲသူကပြောင်းသွားပြီတဲ့တမျိုးတစ်ဖုံဖြစ်သွားပြီကိုကတော့နှစ်သက်ဆရာလို့ထင်တယ်သူကမဟုတ်ဘူးပြောင်းသွားရူပံအညထာဘာဝေဝိပရိနာမိတမျိုးတခြားဖြစ်သွားပြီထို့တူစက္ခုပ္ပတာရယုတ်လေးဟာလည်းပဲအချိန်တိုလေးအတွင်းမှာပျက်စီးသွားတယ်ရူပယုံဆိုတဲ့အစင်းအာယုံလေးကလည်းအချိန်တိုလေးအတွင်းမှာပျက်စီးသွားတယ်အဲ့ဒီအချိန်တိုလေးအတွင်းမှာဖြစ်ပြီးပြတ်သွားတဲ့အရာနှစ်ခုကိုဆွဲပြုတ်ပြီးတော့မြင်သိစိတ်တို့ဖတ်တာတို့ဝေဒနာတို့ဆိုတဲ့ဖြစ်တဲ့အရာတွေကဘယ်လိုလုပ်ပြီးတော့သူတို့ဟာခိုင်မြဲတဲ့အရာဖြစ်မလို့အနိစ္စတံဘူတံကုတောနိစ္စံဘဝိတ္တိမျက်စိနဲ့အစင်အာယုံနှစ်ခုသည်မမြဲဘူး
မမြဲတဲ့အရာကိုဆွဲမိပြီးတော့ဖြစ်လာတဲ့မြင်သိစိတ်လေးဟာဘယ်လိုလုပ်မြဲမလဲအဲ့ဒီလိုမြင်အောင်ဝိပဿနာဉာဏ်နဲ့ရှုပါတည်တတ်တဲ့အမေဖေကမွေးတဲ့သားသမီးသည်ဘယ်မှမသေးပဲရှိမလဲတဘာဝဒီလိုပြောမြင်သိစိတ်လေးနဲ့ဖတ်တာတို့စိတ်ခံစားချက်တို့ဆိုတာဟာဘယ်သူကိုအမိပြုပြီးဖြစ်ကြတာတော့လို့ဆိုရင်ဟောဒီစက္ကုပ္ပတာရဆိုတဲ့မျက်လုံးလေးရဲ့မျက်လုံးထဲမှာထင်းလာတဲ့ရူပယုံဆိုတဲ့အဆက်အာယုံရဲ့အဲ့ဒီနှစ်ခုကိုဆွဲမိပြီးတော့ဖြစ်တာတဲ့အဲ့ဒီနှစ်ခုသည်အချိန်ပိုင်းလေးအတွင်းမှာပြောင်းလဲပျက်စီးသွားတယ်ပြောင်းလဲပျက်စီးသွားတဲ့အရာကိုအမိပြုပြီးမှမွေးဖွားလာရတဲ့စက္ခုဝိညာဉ်စိတ်တို့ဖတ်တာတို့ဝေဒနာတို့ဘယ်မှာခိုင်မြဲတာရှိပါမလဲလို့အဲ့ဒီလိုဆင်ញင်သုံးသပ်ကြည့်ပါတဲ့ဟောဆင်ញင်သုံးသပ်ကြည့်လို့ရှိရင်ဒီအရာတွေဟာလုံးဝခိုင်မြဲတာတည်ထန့်နေတာလုံးဝပြောင်းလဲမှုကင်းတာမျိုးဆိုတာမရှိဘူးအမြဲတမ်းပြောင်းနေတာအမြဲတမ်းပေါ်လိုက်ပြောင်းလိုက်ဖြစ်နေတယ်ဆိုတဲ့သဘောတရားတွေကိုရှုမြင်သုံးသပ်နိုင်မှာဖြစ်တယ်ပေါ့သူတို့ကိုပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်ဆိုတာလုံးဝမရှိဘူးဒါကြောင့်မို့ပိုင်ရှင်မဲ့ပစ္စည်းတွေသာဖြစ်တယ်ပေါ့ဒီပိုင်ရှင်မဲ့ပစ္စည်းတွေကိုလူတွေကမလုပ်လဲငါမျက်လုံးငါအစင်ငါသိတာနော်ငါရဲ့ခံစားချက်နဲ့ဆိုပြီးတော့သိမ့်ပိုက်နေကြတာအဲ့ဒီလိုသိမ့်ပိုက်နေခြင်းကြောင့်ဆင်းရဲဒုက္ခတွေနဲ့ကြုံတွေ့ရတာဖြစ်တယ်ပေါ့စိတ်ချမ်းသာမှုတွေထာဝရငြိမ်းချမ်းမှုတွေလက်လွတ်ဆုံးရှုံးကုန်ကြတယ်ပေါ့ဒီလိုဆိုလိုတာနော်ထို့တူပဲနားနဲ့ပတ်သက်ပြီးတော့လည်းကြည့်လိုက်တမန်အားဖြင့်အရာသုံးစကားနဲ့နားထောင်ကြည့်နားရှိတယ်နားရှိတော့အတန်ဟူသမျှကြားရတယ်နားကတစ်ခုအတန်ကတစ်ခုနှစ်ခုနားနဲ့အတန်ဆုံလိုက်တဲ့အခါမှာကြားသိစိတ်ဖြစ်တယ်ကြားသိစိတ်ဖြစ်လိုက်တာနဲ့တပြိုင်နက်ဆက်သွယ်မှုဖတ်တာစိတ်ခံစားမှုဝေဒနာဆိုစက်တိုက်ဖြစ်တာပရိစ္ဆေသောဥပ္ပနဲ့ကြည့်ပဲဆိုရင်တလရဏပစ္စယဖတ်သောဖတ်တာပစ္စယဝေဒနာနော်ဒါရှိလို့ဒါရှိအဲ့တော့နားနဲ့ပတ်သက်လာတဲ့အခါမှာကြားသိမှုနဲ့ပတ်သက်လာလို့ရှိရင်လေသောတာပတ္တရာရဲ့တတ္ထာယုံရဲ့သောတာဝိညာဉ်ရဲ့ဖတ်တာရဲ့ဝေဒနာရဲ့၅ခုအဲ့ဒါလည်းတခဏအတွင်းမှာပျက်စီးသွားတာဖြစ်တယ်ဖြစ်လာပြီးတဲ့နောက်ပြတ်သွားတာဖြစ်လို့ဒီသဘာဝတရားဟာလည်းပဲပိုင်ရှင်မဲ့ပစ္စည်းတာဖြစ်တယ်ပေါ့ကိုပိုင်လိုက်လို့ရှိရင်သိမ်းထားလို့ရမှာပေါ့သိမ်းလို့မရဘူးလေအခုကြာအခုပျောက်သွားတာသိမ်းလို့မရတဲ့အရာတွေပဲဖြစ်တယ်ပေါ့ပိုင်ဆိုင်နိုင်စွာမရှိဘူးကဲနှာခေါင်းကနမ်းရှူရတဲ့အရာလေးတစ်ခုကိုလည်းကြည့်လိုက်နှာခေါင်းရှိတယ်နှာခေါင်းထဲမှာလာပြီးတော့ထင်ဟပ်တဲ့အနံ့ရှိတယ်အနံ့ကိုသိတဲ့စိတ်ဖြစ်တယ်ဖတ်တာဖြစ်တယ်ဝေဒနာဖြစ်တယ်၅ခုပဲအဲ့ဒါဟာလည်းတခဏအတွင်းဖြစ်ပြီးတော့ပြတ်သွားတယ်ကိုအာယုံတိုက်ဆိုင်ခိုင်းလေးမှာတတိထားပြီးတော့ကြည့်တတ်ဖို့လိုတယ်ပေါ့နော်အဲ့ဒီ၅ခုဟာလည်းပဲပိုင်ရှင်မဲ့ပစ္စည်းပဲဖြစ်တယ်ပေါ့ဘယ်သူမှမပိုင်ဟောနောက်တစ်ခါလျှာနဲ့ကိုကြည့်လျှာရဲ့အရသာရဲ့လျက်သိတဲ့စိတ်ရဲ့ဖတ်တာရဲ့ဝေဒနာထမင်းစားတဲ့အခါကျတော့စဉ်းကျင်ကြည့်လိုက်ထမင်းစားရင်စဉ်းစားထမင်းလေးတစ်လုံးပါဇက်ထဲထည့်လိုက်ပြီးဆိုလိုက်တာနဲ့တပြိုင်နက်ငရုတ်သီးပါရင်စက်တဲ့အရာသာခွေးတော်ရဲ့ပါရင်ခါမဲ့အရာသာဟင်းညိုရင်ဆိုရင်ချိုတဲ့အရာသာနော်တရားသာပေါ်လာလိမ့်မယ်အဲ့ပေါ်လာတဲ့အခါရှာရဲ့အရာသာရဲ့ချိုမှန်းခမ်းမှန်းသိတဲ့အသည့်ရဲ့ဆက်သွယ်လာတဲ့ဖတ်တာရဲ့အချိုကြိုက်ရင်ကြိုက်လိုက်တာဆိုတဲ့ဒုက္ခဝေဒနာမကြိုက်ဘူးဆိုလို့ရှိရင်မကြိုက်တဲ့ဒုက္ခဝေဒနာဟောတွင်းစားရင်လည်းဒါတွေပဲပေါ်လာလူတွေကအဲ့ဒါကိုအာယုံပြုတ်နိုင်လားဆိုတော့ပြုတ်နိုင်ဘူးဘာတွေအာယုံပြုတ်တော့ဟာစက်သားကြော်ကကောင်းတယ်ဟဲ့ဘုရားကြော်ကကောင်းတယ်ဟဲ့နဲ့ဆိုပြီးတော့မြုပ်သီးတောင်းလေးကထမင်းမိန်နဲ့ဒါလောက်ပဲထွေးတာဟုတ်တကယ်ဖြစ်နေတာအဲ့ဒါတွေမဟုတ်ဘူးတကယ်ဖြစ်နေတာဘာတော့
စီဝပတာရရဲ့ရတယုံရဲ့လယတိစိတ်ရဲ့ဖတ်တာရဲ့ဝေဒနာဒါဖြစ်ပြီးရင်ပြတ်သွားပြန်အဲ့တော့ထမင်းစားရင်လည်းဝိပဿနာတရားရှုပွားလို့ရတယ်ဆင်ញင်စဉ်းစားကြည့်မြတ်စွာဘုရားကိုယ်တိုင်ကဘယ်လိုဟောတော့ဇီဝံသပတိသရတေသဥပ္ပစ္စတိဇီဝဝိညာဏဒိဋ္ဌံသင်္ကတိဖတ်တော်ဖတ်တာပစ္စယဝေဒနာလျှာကိုအကြောင်းလျှာနဲ့အရသာကိုအကြောင်းပြုပြီးတော့လယတိစိတ်ဖြစ်တယ်တဲ့အဲ့ဒီ၃မျိုးပေါင်းလိုက်တဲ့အခါမှာဖတ်တာဖြစ်လာတယ်စိတ်ခံစားမှုဝေဒနာဖြစ်လာတယ်လို့ဒီလိုဟောတယ်နော်ထမင်းစားတဲ့အခါအဲ့ဒီ၃မျိုးကိုတွေ့အောင်စားကြည့်အဲ့တော့ထမင်းပွဲမှာဟင်းမကောင်းလို့ရံဖြစ်တာမရှိတော့အဲ့ကြနော်ထမင်းစားရင်စဉ်းစားကြည့်အဲ့ဒါလေးသာစဉ်းစားကြည့်စီဝါရှားရဲ့ရှားပေါ်မှာပေါ်လာတဲ့အရာလေးရဲ့အဲ့ဒီအရာကိုသိတဲ့စိတ်လေးရဲ့ဆက်သွယ်တဲ့ဖတ်တာဆိုတာဒီအာယုန်နဲ့တွေ့လို့ရှိရင်စိတ်ခံစားမှုလေးပေါ်လာအဲ့ဒီသဘောတရားလေးကိုဆင်ញင်စဉ်းစားကြည့်အဲ့ဒီတရားတွေဟာလည်းပဲအခုဖြစ်အခုပြတ်သွားနောက်ထပ်ထပ်ဖြစ်နောက်ထပ်ပြတ်သွားအဲ့ဒါလည်းပိုင်ရှင်မဲ့ပစ္စည်းပဲဖြစ်တယ်ပေါ့ဘယ်သူမှမပိုင်ထို့တူပဲခန္ဓာကိုယ်နဲ့တွေးလိုက်မယ်ဆိုပါစို့အိယာဘောအိတ်နေတယ်သို့မဟုတ်ကလထိုင်မောထိုင်နေတယ်ကလထိုင်ကြီးကမာလို့တင်မားတွေနားတယ်အိယာကမာလို့ကြောတွေအောင့်နေဆိုတာလည်းရှိနေဩအိယာကအီးဆက်ဆက်ကလေးအိတ်လို့ကောင်းနေဆိုရင်လည်းကြည့်ကာယင်္စပတိစ္ဆဖွတ်တပေစ္ဆဥပ္ပစ္စတိကာယဝိညာဏဒိဋ္ဌံသင်္ကတိဖတ်တော်ဖတ်တာပစ္စယဝိကိုယ်ကာယရဲ့အထီးတွေ့ဆိုတာ၃မျိုးရှိတယ်။ဘာလဲဆိုရင်ပြော့တာမာတာလည်းအထီးတွေ့ပဲပူတာအေးတာလည်းအထီးတွေ့ပဲတွန်းခန္ဓာလှုပ်ရှားတာလည်းအထီးတွေ့ပဲအဲ့ဒီ၃မျိုးကိုတွေ့လိုက်အဲ့ဒီတွေ့တဲ့အခါမှာထိတိစိတ်ဖြစ်လာတယ်ထိတိစိတ်နဲ့အတူတကွအာယုန်နဲ့ဆက်သွယ်တဲ့ဖတ်တာစိတ်ခံစားတဲ့ဝေဒနာဆိုတာပေါ်လာအဲ့တော့ကာယဒေါရနဲ့ပတ်သက်ပြီးတော့လေအိမ်ရင်းနဲ့စဉ်းစားကြည့်ခေါင်းမော်ခေါင်းလေးချထားပြီးတော့စဉ်းစားကြည့်လိုက်ခေါင်းကကာယပတ္တာရခေါင်းအုံးလေးကဖွတ်တတ်ပါခေါင်းနဲ့ခေါင်းထိမှန်းသိတာကာယဝိညာဉ်စိတ်ပြော့အီးမှုတက်တာဆက်သွယ်တာဖြစ်လို့ထိတာဖြစ်တော့ကြောင့်စိတ်ထဲမှာจิต납တာဒုက္ခဝေဒနာခေါင်းအိပ်ရင်လည်းပဲ၃ခုဆိုတာကိုစဉ်းစားကြည့်နော်၃ခုဖြစ်နေတယ်ဆိုတာကိုစဉ်းစားကြည့်အဲ့ဒီလို၃မျိုးကိုစဉ်းစားပြီးတော့အိပ်လိုက်ဝိပဿနာကမ္မထာနဲ့ရှုပြီးတော့အလုပ်အဲ့ဒီကိုယ်ကာယနဲ့ပတ်သက်လာလို့ရှိရင်လေဒီ၅မျိုးဟာပိုင်ရှင်မဲ့ပဲပိုင်ရှင်မဲ့ပစ္စည်းပဲဖြစ်တယ်သူကသူဖြစ်ပြီးသူကသူပြတ်သွားတာကိုယ်တော်မသိလိုက်ဘူးလူတွေကပဲသိပြီဒီကောင်းလေးကောင်းတာအဲ့လိုကောင်းတယ်ဆိုအဲ့လူကသာအိတ်တာစိတ်ကနေလေကလှုပ်ခဲတာတွေတွေးတယ်နေ့ပြင်ကလှုပ်မဲ့ဟာတွေတွေးတယ်နော်ဒါတွေပဲစိတ်ကပြန်ရောက်သွားပြီးတော့ခေါင်းနဲ့ထိမှန်းတောင်တစ်ခါတလေသိချင်မှသိပြီတွေးချင်တာတွေတွေးပြီးတော့ပြီးသွားတာတနေ့ကုန်အဲ့တော့တကယ်ကလူတွေဟာတတိလက်လွတ်ဖြစ်နေတယ်ဆိုတတိလက်လွတ်ငှက်တောင်ကျွတ်ငှက်ဟာအတောင်ကျွတ်ရင်မပြန်နိုင်တော့မြောက်တိတ်ကိုင်းလွတ်ဒုက္ခရောက်တာပဲအဲ့ဒါလိုပဲအခုလိုဘဝမှာတတိလက်လွတ်ဖြစ်သွားပြီဆိုလို့ရှိရင်အမှန်တရားနဲ့ဝေးကွာနေလို့နောက်ဆုံးမှာဆင်းရဲဒုက္ခနဲ့ကြုံတွေ့ကြတာပဲဖြစ်တယ်အဲ့တော့ကိုယ်ကာယနဲ့ပတ်သက်ပြီးတော့တွေ့လာတဲ့၅မျိုးဟာလည်းပဲပိုင်ရှင်မဲ့ပစ္စည်းပဲဖြစ်တယ်ဟုတ်ပြီမျက်စိနဲ့လည်းမြင်တာမဟုတ်ဘူးနားနဲ့လည်းကြားတာမဟုတ်ဘူးနှာခေါင်းကလည်းနမ်းရှူတာမဟုတ်ဘူးလျှာနဲ့လည်းအရသာခန္ဓာမဟုတ်ဘူးခန္ဓာကိုယ်နဲ့လည်းထိတွေ့တာမဟုတ်ဘူးစိတ်ကူးတတ်တခါတလေလူကဘာကိုမှတတိပဋ္ဌာပဲနဲ့နေ့ပြင်ကလုံးမဲ့အလုပ်တွေးခြင်းတွေးမယ်မနေ့ကတွေးခဲ့တာတွေပြန်တွေးခြင်းတွေးနေပြီအဲ့ဒီတွေးနေပြီဆိုလို့ရှိရင်လေမနင်းစပဋိစ္စဓမ္မေစဥပ္ပစ္စတိမနောဝိညာဏမနင်းစတွေးတဲ့အဝိဇ္ဇံဆိုတဲ့စိတ်နဲ့ဓမ္မလို့ခေါ်တဲ့စိတ်
အာယုံတွေးเสียအာယုံရဲ့အဲ့ဒီနှစ်ခုဆုံမိလိုက်တဲ့အခါမနောဝိညာဏဓာတ်လို့ဆိုတဲ့တွေးသိစိတ်ဖြစ်လာတွေးသိစိတ်ဖြစ်လာတော့သုံးခုဆုံလို့ပါဝင်လာတဲ့ဖတ်တာရဲ့စိတ်ခံစားမှုဝေဒနာရဲ့၅ခုပဲအဲ့ဒီမှာမျက်စိနဲ့မြင်တာမဟုတ်ဘူးနားနဲ့ကြားတာမဟုတ်ဘူးကြားခိုက်မဟုတ်ဘူးမြင်ခိုက်ကြားခိုက်နားခိုက်လျှက်ခက်ထိတိခိုက်မဟုတ်ဘဲနဲ့တွေးကြည့်တဲ့အနေအထားမျိုးဆိုလို့ရှိရင်လည်းအဲ့ဒီ၅ခုပဲဖြစ်တယ်အဲ့ဒါလဲပိုင်ရှင်မဲ့ပစ္စည်းပဲဖြစ်တယ်ပေါ့ကဲလောကမှာကိုပိုင်တာဆိုတာတခုမှမရှိဘူးအဲ့ဒီပိုင်ရှင်မဲ့ပစ္စည်းအမျိုးပေါင်း30ရှိတယ်ဒီ30ဟာနေ့စဉ်နဲ့အမျှဘုန်းကြီးတို့တွေမှာတာမန်အားဖြင့်ဖြစ်နေတယ်လို့ပြောဒါမှဖြစ်တဲ့လူတယောက်မှမရှိဘူးအကုန်လုံး